အားလုံးပဲမင်္ဂလာပါ Talk about football and Arsenal YouTube channel ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ညက Premier League ပွဲစစ်ခွန်ကစားသွားခဲ့တဲ့ Arsenal အသင်းနဲ့ West Ham အသင်းတို့ရဲ့ London Derby ပွဲစဉ်ကတော့ Arsenal အသင်းက2ဂိုးကိုမရှိဆိုတဲ့ရလဒ်နဲ့နိုင်ရရှိသွားခဲ့ပါတယ်တစ်ဖက်ကမပေးစရာကိုဦးဆောင်နေတဲ့ Liverpool အသင်းကကျွန်တော်တို့ London မြို့ကပြိုင်ပွဲ Chelsea အသင်းနဲ့တွေ့တဲ့ပွဲချက်ပွဲတင်ရှိတဲ့အချိန်မှာကျွန်တော်တို့ Arsenal အသင်းက West Ham အသင်းကိုအိမ်ခွင်းမှာ2ဂိုးကိုမရှိနဲ့အနိုင်ကစားပြီးတော့ကျွန်တော်တို့လိုအပ်နေတဲ့နိုင်ပွဲလက်ဖော်ဆောင်နိုင်ခဲ့တယ်လို့လိုအပ်နေတဲ့အနိုင်3မှတ်ကိုလည်းရယူနိုင်ခဲ့တယ်လို့ပြောရမှာပါဆိုတော့ကျွန်တော်တို့ပေါ်တဲ့လူစင်ကြောင်းလေးပြောပြလိုက်ရအောင်ပြောကြည့်ရအောင် Arsenal အသင်းဘက်မှာဆိုရင်တော့ကျွန်တော်ဂိုးသမားနေရာကအပြောင်းလဲမရှိဘူး David Raya ရှိမယ်နောက်တန်းဒီညာဘက်မှာဆိုရင်တင်ပါရှိမယ် Saliba Gabriel Calafiori ဒီပွဲစဉ်မှာထူးထူးခြားခြားပြောရရှိတာက Arsenal အသင်းရဲ့ကွင်းလယ်ပေါ့နီးပြ Mikel Arteta ရဲ့အပြောင်းလဲတွေလို့ပဲပြောရမှာပေါ့လေဘာလို့လဲဆိုတော့ကျွန်တော်ကငကိုတုံးကကျွန်တော်တို့ Arsenal ကွင်းလယ်မှာကZubimendi Declan Rice ဆိုပြီးကျွန်တော်single pivot 2ယောက်ကစားတဲ့ပုံစံမျိုးရှိရပေါ့နော်ပြီးတော့မှ right ကကျွန်တော်တို့ကွင်းလယ်နံပါတ်8နေရာကိုပြန်သွားရတာမျိုးပေါ့ဒါမျိုးတွေရှိတယ်အခုအချိန်မှာတော့Zubimendi ကိုနီးပြ Arteta အနားပေးလာခဲ့ပြီးတော့ Declan Rice ကိုကျွန်တော်တို့သူမကစားရတာကြာကြီးဖြစ်တဲ့ကျွန်တော်နံပါတ်6နေရာ single pivot နေရာကိုပြန်ပို့တယ် Martin Odegaard A0 နဲ့တွဲပေးထားတယ် A0 က Declan Rice ရဲ့ကစားခဲ့တဲ့နေရာဖြစ်တဲ့ကွင်းလယ်နံပါတ်8နေရာကိုတာဝန်ယူပြီးတော့ Martin Odegaard ကတော့နံပါတ်10နေရာမှာပေါ့လေသူ့ရဲ့ပုံမှန်နေရာတိုင်းပေါ့တိုက်စစ်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ကအခုနောက်ပိုင်းမှာဂိုးတွေသွင်းပြီးခြေစမ်းပြလာတဲ့ Martinelli ကိုသုံးမယ်လို့ထင်ခဲ့ပေမဲ့နီးပြ Arteta ကတော့ Trossard ပေါ်ကိုကြိုက်တွေ့နေတယ်ဒါကြောင့်မို့လဲအသင်းရဲ့ဘယ်ဘက်ချက်မှာ Trossard ပဲပေါ်ထွက်လာခဲ့ပြီးတော့ညာဘက်ချက်မှာတော့အပြောင်းလဲမရှိစာကတိုက်စစ်ပိုင်းမှာတော့ကျွန်တော်တို့ရဲ့တူရသောတိုက်စစ်ကစားမလို့ပြောမှာပေါ့လေဂိုင်ဟာဘလန်ဂျေဆူတို့တန်ရရနေတော့ Gyökeres ဦးဆောင်လာတယ်ပေါ့တစ်ဖက်က West Ham ဘက်ကိုကြည့်မှဆိုရင်တော့နီးပြ Nuno Santo ကသူ Nottingham Forest မှာတုံးခဲ့တဲ့ကစားပုံပေါ့နော်တိတ်အပြောင်းလဲမလုပ်ဘူးထူးခြားတာသူက 4-1-4-1 ဆိုတဲ့ formation နဲ့ပေါ်ထွက်လာခဲ့ပြီးတော့ညာဘက်ချက်မှာ Iron Wan-Bissaka လက်မှာကျွန်တော် Arsenal ကမှဟောင်း Mavropanos Keman Diouf နော်ကွင်းလမ်းမှာသူက single pivot ကိုတုံးထားတယ်မာကဆာနော်ညာတောင်မှာဆိုရင်ဘိုးဝင်ရှိမယ်အလက်မှာ Fernandes Paqueta ဘယ်တောင်မှာဆိုရင် Samavelli ရှိမယ်တိုက်စစ်ကတော့ Fukuru ပေါ့ဒီလိုပေါ်ထက်လာတာပါဆိုတော့ဒါကတော့နှစ်သင်းပေါ်ထက်လာတဲ့ဘောတဲ့လူချင်းပေါ့လေကျွန်တော်ဆိုတော့ကစားပုံနေကြောင်ပြောလိုက်ရအောင်ကစားပုံကတော့ဒီပွဲမှာနီးပြ Arteta အနေနဲ့လိုအပ်နေတဲ့အနိုင်3မှတ်ကိုကျွန်တော်တို့အရယူနိုင်ခဲ့တယ်လို့ပြောရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တစ်ဖက်မှာကကျွန်တော်တို့အဓိကပြိုင်ဘက်ဒီရာသီမှာစူဖလားပြိုင်ဘက်လို့သတ်မှတ်ထားလို့ထားကြတဲ့လစ်ဗာပူးအသင်းကကျွန်တော်တို့ Chelsea အသင်းနဲ့ပွဲချက်ကန်ရမယ် Chelsea အသင်းရဲ့အိမ်ခွင်းမှာသွားကန်ရမယ်ဆိုတော့ကျွန်တော်ကဒီပွဲမှာအမှတ်ယူထားဖို့လိုတယ်ဘယ်လိုပုံစံမျိုးနဲ့နိုင်သည်ဖြစ်စေဘယ်လိုမျိုးခြေစွမ်းနဲ့နိုင်သည်ဖြစ်စေအဓိကကျွန်တော်တို့လိုအပ်တဲ့အနိုင်3မှတ်ဖြစ်တယ်အနိုင်သွင်းကိုတွေဖြစ်တယ်ဒါကြောင့်မို့လဲနီးပြ Arteta ကတစ်ဖက်ကပိတ်ကစားလာမယ်ဆိုတာကိုသိတယ်အထူးသဖြင့်နီးပြ Nuno Santo က mid block တွေကစားတာကောင်းသလိုသူ့အသင်းနိုင်ရတဲ့ချိန်မှာဆိုရင်သူက deep block ကစားတာအရန်ကောင်းတဲ့နီးပြမျိုးဆိုတော့နီးပြ Arteta ကကြိုပြီးသိခဲ့တယ်သိလို့လဲသူကကျွန်တော်ခါတိုင်းကျွန်တော်ကွင်းလက်မှာပွဲထွက်နေကြဖြစ်တဲ့ဒီ Declan Rice နဲ့ Zubimendi ဆိုတဲ့ single pivot တွေကိုအပြောင်းလဲလုပ်ပြီးတော့ကျွန်တော် Declan Rice ကို DM နေရာကိုပြန်ပို့ပြီးနံပါတ်7နေရာမှာ single pivot အနေနဲ့ကစားတယ်နော်Zubimendi ကိုတော့အရန်ကုန်ပေါ်ထိုင်ခိုင်းထားလိုက်တယ်အဓိကကတော့အရင်လိုကွင်းလက်မှာ single pivot နဲ့double pivot နဲ့ကစားပြီးတော့ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ပွဲကိုထိန်းချုပ်ပြီးကစားဖို့အတွက်ဘောလုံးကိုကင်ဆိုင်မှုလည်းယူမယ်မြင်မြန်ဆန်ဆန်နဲ့တိုက်စစ်လို့ကစားမယ်အဓိကဦးစားပြတိုက်စစ်ပေါ့လေတိုက်စစ်အာတန်ကစားမကြီးထည့်ထားတဲ့ပုံကိုကြည့်ရင်သိတာပါတယ်ကျွန်တော် SC ပါမယ်နော် Martin Odegaard ကွင်းလက်ကစားမပါမယ်နော်နောက်ပြီးတော့တောင်ပေါ်မှာဆိုရင် Trossard Saka တို့တွေရှိမယ်ပေါ့ Gyökeres ကတော့ West Ham ရဲ့နောက်တန်းနေကြားမှာလွန်ထိုးပြေးလွှားနေတဲ့တစ်ဖက်ကိုအလုပ်ပေးမယ်ပေါ့လေဒီလိုနီးဗျူဟာနဲ့လာခဲ့တာဒီနီးဗျူဟာကလည်းအလုပ်ဖြစ်တယ်လို့ပြောရမယ်ဘာလို့လဲဆိုတော့အထူးသဖြင့် Arsenal အသင်းရဲ့ပထမပိုင်းကစားပုံကတေချာပေါက်ဒီပွဲကိုအနိုင်ရမှဖြစ်မယ်ဆိုတဲ့စိတ်ခံစားမှုမျိုးတွေရှိနေကြတယ်လို့မြင်တဲ့ကစားသမားတွေရဲ့ကစားပုံကြည့်ရတာနောက်တစ်ခုကဒီအသင်းရဲ့ဘယ်တောင်မှပေါ့နော် Leandro Trossard တိတ်ပြီးတော့စွမ်းဆောင်မပြနိုင်ခဲ့ဘူးဆိုပေမဲ့သူ့အနောက်မှာရှိနေတဲ့ Calafiori ကတော့လုံးဝအတိမတ်ပြုလို့ဆရာခြေစမ်းမျိုးပြသနိုင်ခဲ့တယ်နော်
ကွင်းနောက်ဘက်ချက်နဲ့တက်လာမယ်နံပါတ်8နေရာမှာ SC နဲ့တွဲမယ်တခါလေးမှာကျွန်တော်အလဲဝင်ပြီး Declan Rice နဲ့တွဲပေးမယ်လိုအပ်လာရင်သွင်းကိုတွေသွင်းဖို့အတွက်လည်းသူကတောင်းရတာရှိတယ်ဒီဘက်မှာဆိုတလုံးကန်သွားတဲ့အလုံးဆိုကျွန်တော်ဆိုဂိုးပြီးထင်တာပေါ့လေဒါပေမဲ့လည်းတိုင်ပန်ပြီးထွက်သွားတယ်သူကကံမကောင်းစရာပါပဲနော်ဒါကတော့အသင်းရဲ့ကစားမှုပေါ့လေဝက်ဆန်အသင်းဘက်ကကြည့်မယ်ဆိုတော့သူတို့ကတော့4-1-4-1ကစားမှုဆိုတဲ့အတိုင်းပဲout of the moment position တွေမှာဆိုရင်ကွင်းလဲမှာ9ယောက်ဖြစ်သွားမယ်နောက်တန်းမှာ4ယောက်နဲ့သူက mid block UDP ကစားတယ်ပြီးတော့သူတို့ရဲ့ဘယ်တော့မှတက်စစ်ကစားမှာ Summer Valley ကိုအားပြုပြီးတော့တိုင်မှာတက်စစ်ကစားမယ်ဒီလိုမျိုးနီးပြနဲ့ပေါ်ထလာခဲ့တယ်ပေါ့လေဒါပေမဲ့လည်းတစ်ဖက်ကနီးပြအာဒီတာကလည်းဒီလာမျိုးတွေကြိုပြီးမြင်ခဲ့လို့ကြိုပြီးတီးခဲ့လို့ပြောရရင်တော့အိမ်စာကြည်လာခဲ့တယ်ပေါ့လေအိမ်စာနာလှုပ်လာခဲ့တယ်ပေါ့ခါရဲကျွန်တော်ဝက်ဆန်နဲ့တွေ့ရဆိုရင်ကျွန်တော်ရုံးကန်ခဲ့ရတဲ့အစင်လာတွေရှိတာဟိုဝက်ဆန်ရဲ့အိမ်ဝင်မှာလာပြီးနိုင်သွားလိုက်ကျွန်တော်ကသူတို့အိမ်ဝင်သွားပြီးအနိုင်ယူလိုက်နေဆိုတော့အခုတစ်ခေါက်တော့နီးပြအာဒီတာကစာနာကြည်လာတယ်လို့ပဲပြောရမလားအိမ်စာကောင်းကောင်းလှုပ်လာတယ်လို့ပဲပြောရမလားပေါ့နော်တစ်ဖက်ကအခွင့်အရေးယူရမယ့်ပွဲချက်ရှိနေတယ်ကိုယ့်ရဲ့ပြိုင်ဘက်ကပွဲချက်နေတဲ့အချိန်မှာဟလာလာပြီးပွဲချက်တဲ့ပွဲကိုကစားခဲ့ရတယ်ကောင်းမွန်တဲ့နီးပြောချနိုင်ခဲ့တယ်လို့ကောင်းမွန်တဲ့ကြလက်လည်းဖော်ဆောင်နိုင်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ဒါကတော့နှစ်ပတ်အသင်းရဲ့နီးပြတွေရဲ့ viewer ဘိုင်းပေါ့လေအနေငယ်သုံးသပ်ခဲ့တာပါသွင်းကိုတွေကြောင့်ပြောလိုက်အောင်ကျွန်တော်သွင်းကိုတွေဆိုရင်ကျွန်တော်ပထမပိုင်းပေါ့နော်မိနစ်20လောက်အတွင်းထဲမှာကိုပဲကျွန်တော်က6ရခဲ့တယ်နာအထူးသဖြင့် easy ပေါ့ easy ရဲ့ကန်သွင်းချက်အန်အောလောက်ဆရာပဲနော်တော်တော်ကအန်အောလောက်ဆရာပဲကျွန်တော်ဂိုးဘော်တိုင်ကနေကြော်ထွက်သွားခဲ့တယ်နောက်ပိုင်းမှာတော့ Declan Rice ကဒီလိုပုံသက်ရှင်မျိုးပဲဒီလိုပုံစံတူမျိုးပဲဒီလို AZ သွင်းသွားတဲ့အကွာဝေးတယ်နည်းနည်းလေးတော့နောက်ကိုရောက်မှတင်တယ်အဲ့နေရာကနေအကောင်းဆုံးကန်သွင်းသွားခဲ့တယ်ဒီပွဲမှာဒီ Declan Rice သွင်းသွားတဲ့ဂိုးမဖြစ်ခင်မှာအရင်ဆုံးစပြီးဦးတီးလာခဲ့တာက Martin Zubimendi OD ကနာသွားတော့Zubimendi ဝင်လာခဲ့တာပေါ့လေZubimendi ကမြစ်ဖျားခံတယ် Zubimendi ကကျွန်တော်တို့AZ ကိုထိုးပေးတယ် AZ ကန်တဲ့ဟာကိုတစ်ဖက်ကိုယ်သမားပုတ်ထုတ်ရင်းနဲ့ပြန်ထွက်လာတဲ့လုံးကို Declan Rice ကအကောင်းဆုံးပြန်ပြီးကန်သွင်းခဲ့တာသူ့ရဲ့အသင်းအောင်ဖြစ်တဲ့ကြောင့်မို့လဲအောင်မခံသွားတယ်လည်းမတွေ့ရဘူး respect ထားတဲ့အနေနဲ့ပေါ့လေဒုတိယသွင်းကိုကတော့ဒုတိယသွင်းကိုလည်းကျွန်တော်တို့ Zubimendi နဲ့မကင်းခဲ့ဘူးပြောရမယ် Zubimendi ရဲ့ကွင်းလင်းကနေအမှတ်မထင်ဟိုက်အမြင်ပေါ်ပေးပို့လိုက်မှုကိုကျွန်တော်တို့နော်တောက်လျှောက်ခြေစွမ်းပြနေတဲ့ညာဝင်းဘက်မှာတောက်လျှောက်ခြေစွမ်းပြနေတဲ့တင်ပါကပနက်ပဲလူကိုလှည့်ထွက်သွားပြီးတော့ကိုအေးရတယ်ဟိုဆွဲပုံမလုတ်တယ်ဒါကိုတစ်ဖက်နောက်ခံလို့ D off တားခဲ့ရမှာpenalty area ထဲမှာဖြစ်တဲ့ကြောင့်မလို့ penalty ရရှိခဲ့တယ်ပေါ့ဒီ penalty ကိုပြောပြရမယ်ဆိုဒီ penalty ကတချို့ကမဖြစ်သင့်ဘူးပေါ့တချို့ကလည်းဖြစ်သင့်တယ်ပေါ့တကယ်တမ်းဒါကကျွန်တော် soft foul မယ်ဒိုင်လူကြီးက soft foul ဆိုရင်မဲ့လည်းဒါက goal သွင်းဖို့ goal scoring opportunity ကိုတားဆီးရတယ်ဆိုတဲ့အချက်နဲ့ penalty ရရှိခဲ့တယ်ပေါ့လေဒီ goal ကိုစာကာကသွင်းယူသွားခဲ့တယ်တကယ်တမ်းဆိုကျွန်တော်တို့ထင်တာက Jokerat ကံပဲပေါ့လေဘာလို့နီးပြအာဒီတာကယာစီစတော့ကပင်နန်ကိုတဲ့လူက Jokerat ဖြစ်လာမယ်ဆိုပြီးပြောခဲ့တော့ကြတော့ Jokerat သင်းပဲထင်တာဒါပေမဲ့အဓိကစာကာကန်သွားတယ်စာကာကတော့ပို့ပြီးကောင်းတာပေါ့ဗျာဟုတ်တယ်မလားဘာလို့လဲဆိုတော့စာကာဆိုရင်ပို့ပြီးတေချာတာဟုတ် Jokerat လည်းတေချာတယ်မှန်တယ်ဒါပေမဲ့စာကာကိုကျွန်တော်ကပို့ပြီးတော့ favorite ဖြစ်တယ်ပေါ့ penalty position တွေမှာစာကာကအမာရောမရှိကန်သွင်းသွားတယ်ဒါကြောင့်မှကျွန်တော်တို့2-0နဲ့နိုင်ခဲ့တယ်နော်ပြောကြရှိခဲ့တာဆိုလို့ကျွန်တော်တို့ဂါမားတွေရဲ့ injury ပြဿနာပဲတော်တော်ဆူဆူပဲဗျာနော်ဂျာတီစတွေကနာလိုက်တာဆိုတာလေတပွဲကန်တယောက်နာတယ်နော် OD ကဆိုရင်9ဘွဲကန်တာ3ကနာပြီးသွားပြီနော်ပခုံးတန်ရောက်2ခါနာရတယ်အခုညဆိုရင်လေဆမ်မာဘေးကိုတားရင်နဲ့ဒူကောင်းကြီးရိုက်မိပြီးတော့ထွက်လိုက်ရတယ်နောက်တစ်ယောက်က Declan Rice လည်းအဲ့ဒီလိုပဲနောက်ကျော်တဲ့ရရတယ်နောက်ကျော်တဲ့ရတော့အဲ့မှာချစ်စရာကောင်းတာသူပြောပြမယ် Trossard ကတီချာပုံမင်းနဲ့မင်းရသေးလားဆိုပြီး Declan Rice ကရတယ်ဆိုပြီးပြောနေတာမှာဆက်ကစားတယ်မိနစ်ပိုင်းနဲ့ငယ်လောက်နောက်ပိုင်းမရတော့ဘူးဆိုတော့မှဒီပြအဒီတာကိုသူကလူစားလဲပဲပြောတယ်ဒီပြအဒီတာလဲစောစီကြီးပဲပို့ပြီးတန်ရမစိုးခင်ပေါ့လေလူစားလဲလိုက်တယ်ဒန်ရတွေရလာတာကကျွန်တော်တို့မှသာ squad deck အင်အားမကောင်းခဲ့ရင်ဒီချိန်ကျွန်တော်တို့တွေတိုင်ပတ်နေပြီတေချာဖို့တိုင်ပတ်နေပြီကျွန်တော်ပြီးခဲ့တဲ့ရာသီမှာဆိုရင်ဟဲ့လားအသင်းရဲ့အဓိကအမားကြီးနားတယ်ကျွန်တော်ဘာဖြစ်သွားလဲကျွန်တော်စုဖလားအခွင့်အရေးတွေပဲကျွန်တော်လက်လွတ်လိုက်ရတယ်အခုရာသီမှာတော့အသင်းရဲ့တာဝန်ရှိသူတွေနဲ့အန်ဒရီဘာကဒီလိုမျိုးတွေကိုကြိုမြင်ခဲ့လို့ဘာမှအင်အားကိုဖြည့်တင်ပေးထားတယ်သူတို့ကြိုမြင်ခဲ့တဲ့အတိုင်းပဲအသင်းမှာဒဏ်ရာတွေကရှိလာတယ်စာကာနာခဲ့ရတယ်မာတင်အိုဒီကနားရတယ်နော်
ကျွန်တော်နောက်ခိုက်လူ2ယောက်ဆိုရင်လည်းကျွန်တော်စာလီဘာတက်လက်နားလိုက်ကယ်ရီကတက်လက်နားလိုက်နော်အဲ့ဒီလိုမျိုးတွေရှိတယ်ဘန်ဝိုက်တို့ကနားနေလိုက်ရအဲ့ရေးတဲ့ကျွန်တော်ဒီအသစ်ဝတ်ထားတဲ့ကသမားတွေကပယ်ရိုဟင်ကာပေးရလည်းခုထိအသင်းနဲ့ပေါ်ထုတ်ခင်ကောင်းကောင်းမရသေးဘူးဒါမျိုးတွေရှိတယ်အရင်ကကျွန်တော်တို့မှာတောင်းတင်းနေလို့သာပဲအရင်ကသာမတောင်းတင်းခဲ့ဘူးဆိုရင်ကျွန်တော်တို့ဒီချန်ပီယံပြည်ထဲမှာကျွန်တော်လက်ချေချော်လက်ချော်ဖြစ်နေလောက်ပြီဒါကအသင်းရဲ့တာဝန်ရှိသူတွေနဲ့အန်ဒရီဘာတာတို့ကို credit ပေးရမှာပါတကယ်လည်းကျေးဇူးတင်ပါတယ်squad တက်ကိုတောင်းတင်းအောင်လုပ်ပေးထားတော့ဆိုတော့ဒါကတော့ကျွန်တော်တို့ညကအာဆင်နယ်နဲ့ဝက်ဆမ်ဒူစီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အချင်းချင်းသုံးသပ်ခဲ့တာပါကြည့်ချူအားပေးတဲ့ညီကိုများအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ပြန်လည်တွေ့ကြပါမယ်